လောကမှာဖယားဆိုတဲ့အမည်နဲ့လူတွေဟာကိုယ်ဝစိကတ်နေကြတယ်ကိုယ်ဝစိကတ်ကြတဲ့အထက်မှာဖယားအစစ်မှန်ဆိုတာကိုသိရှိဖို့ခက်ခဲတယ်လို့ဖယားအစစ်မှန်ဆိုတာလေပေါ်ပါဖို့ခက်ခဲတယ်များသောအားဖြင့်လူတွေဟာတကုရှင်ကိုကိုးကွယ်ကြတာဖြစ်တယ်တကုရှင်ကိုဖယားအဖြစ်ကိုးကွယ်ကြတာဣတရနေမာနဝါဒလို့ခေါ်တယ်လောကကြီးကိုအစိုးရတဲ့ဖန်ဆင်းနိုင်တဲ့တကုရှင်ကြီးထိုတကုရှင်ကြီးကိုကိုးကွယ်ကြတာဖယားဖြစ်ဆိုပြီးကိုးကွယ်နေကြတာဖြစ်တယ်လောကမှာဖယားဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ပြီးစစ်မှန်တဲ့ဘုရားကိုကိုယ်ဝဲစိကတ်နိုင်မှာမိမိတို့ရဲ့ရှိရွယ်ချက်ညှို့လင်းချက်တွေဟာအောင်မြင်နိုင်မှာဖြစ်တယ်။ဒါကြောင့်လူပြောသူပြောနေတဲ့ဘုရားလို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဒီကနေ့မြန်မာနိုင်ငံကကိုးကွယ်နေတဲ့ဗုဒ္ဓလို့ခေါ်တဲ့ဘုရားနဲ့ဘာကွာခြားသလဲလို့သိရှိနားလည်ကြရမှာဖြစ်တယ်။ကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာကိုကိုးကွယ်ကြတာလဲဆိုတာလဲသိရှိနားလည်ဖို့လိုအပ်တယ်။တချို့ကိစ္စတွေမှာအတန်အားဖြင့်တူးနေတော့လည်းပဲအနှစ်သာရအားဖြင့်ကွဲပြားခြားနားဘုန်းကြီးတို့ဘုရားဘာသာတွေကိုးကွယ်တဲ့ဗုဒ္ဓလို့ဆိုတာလူကမွေးတဲ့လူသားသူတော်ရှင်သူတော်စင်ပုဂ္ဂိုလ်မြတ်တူပဲဖြစ်တယ်လောကအများစုကကိုးကွယ်နေတဲ့ဟာတွေကလူသားမဟုတ်ဘူးတကုရှင်လောကကြီးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်အဖြစ်မျှော်မှန်းရော်ရမ်းပြီးတော့ကိုးကွယ်နေကြတာဖြစ်တယ်ဘုရားဘာသာတွေကိုးကွယ်တာကတကုရှင်မှုကိုးကွယ်တာမဟုတ်ဘဲနဲ့ပညာရှင်မှုကိုးကွယ်တာပဲဖြစ်တယ်ကွဲပြားခြားနားမှုတွေရှိတယ်ယုံကြည်ချက်ကိုတတ္တထိုတတ္တကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ faith လို့ပြန်ကြတယ် faith ဆိုတဲ့ယုံကြည်ချက်တရားဟာလည်းကွဲပြားခြားနားမှုရှိတယ်တရားဆိုတဲ့သဘောတရားကတော့တူညီတော့လဲယုံကြည်ကိုးကွယ်မှုလူတွေရဲ့ဥတည်ချက်ကွဲပြားခြားနားတခြားဘာသာဝင်တွေကိုးကွယ်တဲ့ရှိရချက်ကဘာလို့ဆိုကမ္ဘာလောကကြီးကိုဖန်ဆင်းနိုင်ပြီးအရာရာကိုချုပ်ကိုင်နိုင်တဲ့အစွမ်းတကူကိုကိုးကွယ်ကြတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီအစွမ်းတကူကိုမျှော်ကိုးပြီး God bless you လို့ဘုရားသခင်ကသင်တို့အားကောင်းကြီးပေးပါစေလို့ပြောတဲ့စကားတွေဟာတကူရှင်းညွှန်းတာတွေပဲဖြစ်တယ်အဲ့တော့သူတို့ရဲ့ယုံကြည်ချက်ဟာတကူယုံကြည်တာလို့သူတို့ဆိုတယ်တကူယုံကြည်လို့ဘုရားသခင်ကမပါစေဘုရားသခင်ကကောင်းကြီးပေးပါစေလို့ဒါကသူတို့ရဲ့ယုံကြည်ကိုးကွယ်မှုကိုပြောတာဘုရားဘာသာရဲ့ယုံကြည်ကိုးကွယ်မှုက God bless you လို့သူတို့ပြောတာမဟုတ်ဘူးနော်ဘုရားသခင်မပါစေလို့လည်းပြောရမှာမဟုတ်ဘူးအဲ့ဒါကွဲပြားခြားနားမှုတွေကိုသိဖို့လိုတယ်ဘုရားဘာသာရဲ့ယုံကြည်ချက်ကဘာလို့ဆိုရင်ဘုရားသခင်ရဲ့အနန္တတကုလို့ပြောကြတော့လေမြတ်စွာဘုရားကိုယ်တိုင်ကဘုရားကိုယုံကြည်တဲ့တရားတရားဆိုတာဘာကိုခေါ်တာလဲတတ္တဟတိတထာဂတတဘောဓိကတမောစဘိက္ခုတတ္ထောဣဒအရိယသဝကောတတ္တဟတိတထာဂတတဘောဓိဒါဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားနော်ယုံကြည်မှုဆိုတာဘာကိုပြောတာတော့လို့ဆို
မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်တော်ကြီးကိုယုံကြည်တာလို့သူပြောတာအဲ့တော့တကူယုံကြည်တာမဟုတ်ဘူးအစွမ်းတကူကိုယုံကြည်တာမဟုတ်ဘူးအစွမ်းတကူကိုအားကိုးတာမဟုတ်ဘူးတတ္တဟတိတထာဂတဘောဓိတထာဂတမြတ်စွာဘုရားရဲ့ဘောဓိတပ္ပညုတဉာဏ်လို့ခေါ်တဲ့ဉာဏ်တော်ကြီးကိုတတ္တဟတိရှုံကြည်တယ်နှစ်သက်တယ်စိတ်ဝင်စားထိုဉာဏ်တော်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့အရည်ချင်းတွေအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏတပ္ပနောဆိုတဲ့ခုန9ပါးပဲဖြစ်တယ်လောကမှာဖျားမှန်လို့ရှင်အဲ့ဒီအရည်ချင်းတွေရှိဖို့လိုတယ်လို့သူဆို